အားလုံးပဲမင်္ဂလာပါပဲကျွန်တော်ရဲ့ကိုကျော်သူရယူရှင်တဲ့အသေးလေးကနေကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုဒီမားတွေအားလုံးကိုမင်္ဂလာပါလို့ဦးစားနှုံဆိုင်ရင်ကျွန်တော်ရဲ့အခု live show video file လေးကနေအားလုံးကိုပြန်နေပြီးတော့ကြိုဆိုလိုက်ပါတယ်ကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့ကျွန်တော်ရဲ့ကိုဒီမားတွေအားလုံးပဲเนาะနေလေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့အခု video file ကျွန်တော်ရဲ့ဒါချစ်မိတ်ဆွေကိုဒီမားတွေအတွက်ကို17ရက်နေ့ဗုဒ္ဓဦးနေ့ရဲ့ဒါမနေ့ညနေကုန်ဝမ်းချင်းအတွက်ကိုနေကုန်ဒါဘိုင်းဘတ်တီ main output တကောင်းတော့အောင်မှာတခါလေးမျှဝေပေးသွားမယ်เนาะကဲဝင်လာပြီဆိုရင် comment လေးမှာကျွန်တော်ရဲ့ဒါအကူဒီမားတွေကဝင်လာပြီဆိုရင် comment လေးမှာမင်္ဂလာပါလို့မှန်ပေးခဲ့ဒီရက်ပတ်မှာကျွန်တော်ရဲ့အကူဒီမားတွေအောင်မယ်အဖွင့်နေ့ရဲ့မနက်မှာ90တက်ဆိုတဲ့ကဏ္ဍကိုကျွန်တော်ရဲ့သမားတွေကတစ်ပိုင်းတစ်ပတ်ဒီနေ့ရော9တက်ဆိုတဲ့ main quest နဲ့ရောအဆင်ပြေခဲ့တယ်ဒါအပြင်ကိုမှအဖို့ဝင်သမားတွေလည်းကျွန်တော်လာပေးလာခဲ့တယ်3ရက်အတွင်းမှာလာကိုလာမယ်အင်္ဂါမကျော်မှာလာကိုလာမယ်ဆိုတဲ့ဇာရိုးမွေးပတ်ဒီတစ်ပတ်ဒီနဲ့အတူတက်ငါအထူးရွှေ main quest တစ်ကွက်နဲ့ main quest နဲ့အကူဒီမားတွေအဆင်ပြေခဲ့တယ်ဒါပြင်ကိုမှကျွန်တော်တို့ကမှအင်္ဂါနေ့ရဲ့နေကုန်မှာလည်းမနက်ဈေးမှာတော့ပိုင်ပတ်သီးနဲ့ပဲအဆင်ပြေခဲ့တယ်ညနေဈေးမှာအဆင်ပြေခဲ့ဘူးဒီ site တွေဒီမူရကျွန်တော်တို့ကမှအလုံးပဲเนาะဒါဒီဗုဒ္ဓဦးနေ့ရဲ့နေကုန်2ချိန်မှာလည်းဒါတစ်ချိန်မှာကျွန်တော်တို့ကမှတီမီမီနဲ့ရလိမ့်မယ်တီမီနဲ့အဆင်ပြေလိမ့်မယ်အဲဒီကျွန်တော်အဆင်ပြေရမှာကျွန်တော်ကမှဒီလောက်ကိုကျွန်တော်ကမှအဆင်ပြေလိမ့်မယ်ဗျာเนาะဒါလိုက်ပြီးတော့ကျွန်တော်တို့ကမှပြောပြသွားပေးမယ်တခါလေကျွန်တော်ရဲ့ live show လေးကို like ပါပြီးကြည့်ရှုခဲ့မယ်ကျွန်တော်အခုပေးမဲ့1ချိန်ကဒါနေကုန်မှာဒါလာကိုလာမယ်ကြားကိုကြားမယ်ဆိုတဲ့ site မူရနဲ့လာရောက်ပြီးတော့တင်ပြီးတဲ့1ချင်းနေဘိုင်ဘတ်သီးတွေတခါလေးပြီးသွားမယ်ကျွန်တော်ပြီးတဲ့ဒါ1ချင်းနဲ့ကျွန်တော်ကမှဒါအဖွင့်နေ့နေကုန်မှာမနက်သေးမှာအဆင်ပြေခဲ့တယ်အင်္ဂါနေ့ရဲ့နေကုန်မှာမနက်သေးမှာအဆင်ပြေခဲ့တယ်ကျွန်တော်အခုပေးမဲ့1ချင်းနေသေးလေဒါဗုဒ္ဓဦးနေ့ရဲ့နေကုန်မှာမနက်ညဆော့ပါမနက်သေးမှာမလာရင်နေ့စီမှာကျင်းစီပေါ့လာပါလိမ့်မယ်ကျွန်တော်ပေးမဲ့ဘိုင်ဘတ်သီးတွေမယောင်းဘက်တွေကိုလိုက်ပြီးတော့ကစားပေးကဲစားနေပြီကျွန်တော်ကမှပြောသွားပေးမယ်အပန်းမကြည့်ရင် comment လေးမှာမှန်ပေးဟုတ်ပြီလားကဲအောင်လို့ကျွန်တော်ရဲ့ချင်းမဲတွေကမှ17ရက်နေ့ဗုဒ္ဓဦးနေ့ရဲ့မနက်ညဆော့ရမယ်နေကုန်1ချင်းဒီ18 1ချင်း1ပိုင်း8ပိုင်းမှာ18 1ချင်းမှာတင်းနဲ့ပတ်သက်ပြီးတော့မပန်းနိုင်ဘူးမောင်လေးရေရှင်းနဲ့ပတ်သက်ပြီးတော့မပန်းနိုင်ဘူးညီလေးရေ main output တွေကိုရွေးချယ်ပေးပါဆိုတဲ့အကူဒီမိုက်တော့ကျွန်တော်ကပြီးသွားမယ်ကျွန်တော်အခုပေးမဲ့1ချင်းနေ main bat တီးတွေတော့ကောင်းတော့ကောင်းတွေကမနှက်ညဆောရမှာပါမနှက်စည်းမှာမလာခဲ့တော့ရှိညနေစည်းကိုထီမီမီနဲ့ကစားပေးမနှက်စည်းမှာလာသွားပြီဆိုရင်ညနေစည်းမှာပပလေးနဲ့ရန်ကစားပေးနော်မနက်သေးမှကျွန်တော်ကလာသွားပြီဆိုညနေသေးမှပပလေးနဲ့ရန်ကစားပြီကျွန်တော်ပြီးထားခဲ့တာတော့အင်္ဂါနေ့ရဲ့နေကုန်မှာ6-6 1ချင်းပြီးထားခဲ့တာမနက်သေးမှကျွန်တော်ကမှ9ပိုင်း9ပိုင်းရပါဖြစ်တယ်ကျွန်တော်ဒါညနေသေးကို1ချင်းပြောင်းပြီးကျွန်တော်ပေးရတယ်ဒါပေမဲ့စင်ပြေမှုလေးရှိသွားတယ်ဒါမနက်သေးတိုင်းကျွန်တော်ကမှထားမယ်ဆိုတော့ဒါနေကုန်မှာအဆင်ပြေခဲ့လိမ့်မယ်ဒါပေမဲ့ဒါညနေသေးတော့ကျွန်တော်လည်းမျိုးပေးရအဆင်တော့မပြေခဲ့ဘူးကျွန်တော်ရဲ့ဒါ channel လေးကိုလည်းဒါဝင်လာပြီဆိုရင်လူသက်မိတ်ဆွေအကိုဒီမားတွေရောလူဟောင်းမိတ်ဆွေအကိုဒီမားကျွန်တော်ရဲ့ဒါ channel အသစ်ကို subscribe လေးနှိပ်ခဲ့ပေးပါ notification လေးနှိပ်ခဲ့ပေးပါကျွန်တော်ရဲ့ဒါ channel တစ်လေးကိုလည်းဒါနော်လက်မလေးတွေမနှိပ်ကသေးလက်မလေးနှိပ်ပြီးခဲ့ကျွန်တော်ရဲ့အခုဗီဒီယိုဖိုင်လာရှိုးလေးကိုလည်းကိုတအူတယောက်ပဲရလို့ကိုတအူတယောက်ပဲဆင်ပြေလို့စိတ်ဆန္ဒကိုမထားဘဲနဲ့ share တဲ့အကူတွေမားတွေကကြာ share ပေးပါမျှဝေတဲ့အကူတွေမားတွေကမျှဝေပေးပါကဲအားလုံးပဲကျွန်တော်ရဲ့ချစ်မိတ်ဆွေအကူတွေမားတွေအားလုံးပဲခင်ဗျနော်ကဲအားလုံးပဲကျွန်တော်ရဲ့ချစ်မိတ်ဆွေအကူတွေမားအားလုံးပဲ17ရက်နေ့ဗုဒ္ဓဦးနေ့ရဲ့နေကုံဆွဲရမယ်1ချင်းပိုင်ပတ်တီးတီ18 1ချင်းပါနော်1ပိုင်း8ပိုင်း4ပါ18 1ချင်းပါတင်းနဲ့ပတ်သက်ပြီးတော့မပတ်နိုင်ဘူးမောင်လေးရေရှင်းနဲ့ပတ်သက်ပြီးတော့မပတ်နိုင်ဘူးညီလေးရေဆိုတဲ့မိတ်ဆွေအကူဒီမားတွေအားလုံးပဲတင်းနဲ့ပတ်သက်ရင်10 1 2 1 3 1 4ပါเนาะတင်းနဲ့ပတ်သက်ကျွန်တော်တို့ကမားတွေမရောကွက်တီတာ10ရဲ့1 2က1 3ရဲ့1 4ရဲ့ပဲဖြစ်ပါတယ်เนาะ10 1 2 1 3 1 4တင်းနဲ့ပတ်သက်ပြီးတော့မိတ်ရှင်းနဲ့ပတ်သက်ရင်ကျွန်တော်တို့ကမားတွေ80 81 86 85ပါเนาะကျွန်တော်တို့ကမားဒီအပတ်မှာ16ပရိတ်ဘယ်လာမျိုးနေတယ်เนาะကိုဒီမိုက်ဒါ16ပရိတ်ဆိုလာပြီးတော့ကျွန်တော်တို့ကမားတွေဒီညနေမှာလည်းအားလုံးပဲ1ပရိတ်နဲ့ဒါပြီးသွားပြီเนาะအဝင်းနေ့မနက်မှာလည်းကျွန်တော်တို့ကအားလုံးပဲเนาะဒါ6ပရိတ်အကူဒီမိုက်အားလုံးပဲ9-6ပရိတ်နဲ့အကူဒီမိုက်တွေညနေစီမှာလည်းအားလုံးပဲအကူဒီမိုက်အားလုံးပဲเนาะဒါဒီအပတ်မှာကျွန်တော်ရဲ့မျိုးတွေအားလုံးပဲ16ပရိတ်ကလာပြီးတော့မျိုးနေတယ်ရင်ဘတ်ထဲကကျွန်တော်တို့ကမားတွေဒါဒီ16ပရိတ်ကလာဒီဘက်မှာလည်းထပ်မှန်ပြီးတော့ကျွန်တော်တို့ကမားတွေလာခဲ့တယ်เนาะကဲရှင်းတဲ့ပတ်သက်ကျွန်တော်တို့ကမား80 81 86 85ဒါရှင်းတဲ့ပတ်သက်ပြီးတော့ main share အခွေတကောင်တော့ကောင်ပြောသွားပြီးမယ် share အခွေကျွန်တော်ရဲ့အခွေမှာပေါ့ပဲ1 2 9 3လုံးပြီးပေါ့အခွေ1 2 9ဒီကျွန်တော်ရဲ့ကိုမှာ3လုံးပြီးပေါ့ share အခွေကဲအထူးမင်းရောလေးရွေးခွန်းတော့ကိုပြောသွားပေးမယ်အထူးမင်းရောရွေးခွန်းတော့ကိုပြောသေးခင်မှာကျွန်တော်ရှိမှာအပါတိုင်းမှာဖုန်းဝင်လာဆင်းပြေဆိုတဲ့လူဟောင်းမိတ်ဆွေအကိုတွေမားတွေဗုဒ္ဓဦးနေ့ရဲ့ညနေမှာလာရောက်ပြီးတော့ဝင်ထားမယ်เนาะကျွန်တော်ရှိမှာလာရောက်ပြီးတော့အပါတိုင်းမှာဆင်းပြေဆိုတဲ့ဒါအဖွဲဝင်မိတ်ဆွေအကိုတွေမားတွေအကူတွေကလာရောက်ပြီးတော့ဝင်ထားမယ်ဗုဒ္ဓဦးနေ့ညနေကျရင်ကျွန်တော်ဒါလာရောက်ပြီးတော့ကျွန်တော်ကိုမိုင်လာဝင်လို့ရပြီကျွန်တော်ဖုန်းဝင်လက်ခံပေးမယ်เนาะဖုန်းဝင်လက်ခံပေးမယ်ဒါဗုဒ္ဓဦးနေ့တွေလာဝင်ထားမယ်ဆိုရင်ကျွန်တော်လူဟောင်းတွေအားလုံးပဲကျတာပြီးတော့2ရက်အတွင်းမှာလာလာမယ်ဆိုတဲ့ formula ပတ်တီနောက်အပတ်3ရက်အတွင်းဖူးမကျော်ထပ်မှန်ပြီးတော့ရမယ်ဒီဘက်မှာကျွန်တော်ပြထားခဲ့တဲ့3ရက်အတွင်းဖူးမကျော်ခဏကလည်းဒါဘုတ်အဖွင့်နေ့ရဲ့မနက်မှာတင်ငါမွေးကွက်နဲ့အတူဇာရိုးမွေးပတ်တီမွေးကွက်နဲ့အတူအစီအပြေခဲ့တယ်ဒါဒီကောင်မှာ
အခုတွေကဒီကျတာဗိုလ်ဝင်းညနေတွေကပြန်လာပြီးတော့ဝင်ထားမယ်ဆိုရင်ဒါဒီကျတာပြောကြ2ရက်အတွင်းမှာလာအိုလာမယ်ဆိုတဲ့ formula ပတ်တီးကျွန်တော်ရဲ့ကိုဒီမှာအတီးဆုံးနော် formula ပတ်တီးကလာအိုလာတယ်ဆိုတော့ကျွန်တော်တို့ကစိုက်မှုရပဲလာနေကြ formula ပတ်တီးတစ်လုံးရမယ်ငွေကနန်းရမယ်ဒါပြင်ကိုမှနောက်ပတ်ကြတဲ့3ရက်တူနဲ့ဦးမကျော်ထပ်မှန်ပြီးတော့ရမယ်နော်ဒါလူကောင်းတွေကကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုရှင်းပြီးသားဖုန်းနံပါတ်လေးကိုဆက်သွယ်ပြီးတော့ကန်ဆယ်လို့ရပြီဗိုလ်ဝင်းညနေကျရင်ဆက်လက်ပြီးတော့ဆက်သွယ်လို့ရပြီအချင်းကျွန်တော်တို့အဖေဝင်လက်ခံပြီးတယ်ကျွန်တော်အခုပေးမဲ့1 chain တွေဘိုင်မက်တီးတွေကနေကုံဆော့မနှညဆော့နော်8တစ်1 chain 8ပိုင်1ပိုင်နော် share ခွေဒီ1နှစ်ကို3လုံးပြီးပေါ့ share ခွေလူအောင်မိတ်ဆွေကိုမှကျွန်တော်ပြောပေးခဲ့တာနော်ဖုန်းနံပါတ်လေးကကျွန်တော်မပေးသွားတော့ဘူးဒါလူအောင်မိတ်ဆွေတွေကဒါကျွန်တော်ရဲ့ဖုန်းနံပါတ်ရှိပြီးသားကျွန်တော်ရဲ့ဖုန်းနံပါတ်ဆက်သွယ်ပြီးတော့ဖောက်ဝင်လို့ရပြီနော်ကဲ share ခွေဒီ1နှစ်ကို3လုံးပြီးပေါ့ share ခွေ share အထူး main on 2ကွက်ဒီ8နှစ်နဲ့8လေး8နှစ်နဲ့8လေးဒီ share main on 2ကွက်နော်ကဲလိုက်ပြီးတော့မှတ်ပေးပါ8နှစ်နဲ့ကျွန်တော်တို့ကမှ8လေးဒီအထူး main on 2ကွက်ကောင်း8နှစ်နဲ့8လေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုရင်လာခွင့်ပြုပါကျွန်တော်ရဲ့ live show ဗီဒီယိုဖိုင်လေးကိုအစားဆုံးယူပြီးကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားဒီအားလုံးပဲစိတ်ချမ်းသာခြင်းကိုရီချမ်းသာခြင်းနဲ့ပြေဆုံးနိုင်ကြပါစေလုံခြုံမလေးပြေးဝနိုင်ကြပါစေအားလုံးပဲမင်္ဂလာရှိတဲ့စကားမင်္ဂလာရှိတဲ့နေ့ရက်တိုင်းကိုထာဝရကိုစီပန်ဆန်နိုင်ကြပါစေလို့ကျွန်တော်ဝေယျသူကမှဆုမဖိုင်တောင်းပေးလိုက်ပါတယ်ကဲအားလုံးပဲကိုလက်ပါအားလုံးပဲကံကောင်းကြပါစေကံလိုကျိုးပေးကြပါစေခင်ဗျ